မင်္ဂလာပါနော်ကဲဒီတစ်ခေါက်ကျမဗီဒီယိုမတင်ပြတာလဲတော်တော်ကိုကြာသွားပြီတစ်လနီးပါးလောက်တောင်ရှိသွားပြီလားမသိဘူးလာမေးတဲ့သူတွေကလည်းချက်ပေါက်မှာတန်းစီနေတာပဲဘယ်လိုဖြစ်လဲဆိုတော့လေကျမအဓိကကတော့တခြားတနာကြောင့်တော့မဟုတ်ဘူးပေါ့နော်personal reading မေးတဲ့သူတွေကိုအဓိကဦးစားပေးနေရတဲ့အချိန်ဖြစ်သွားတယ်ပေါ့နော်လူတွေကလည်းနည်းနည်းလေးများတဲ့အခါကျတော့လေအဲ့ဒါကြောင့်ပါနော် sorry ပါနော်နောက်ထပ်ဗီဒီယိုရေးစတိုက်တင်ပေးနိုင်အောင်ကျမကြိုးစားပါမယ်ကျမလည်းဟုတ်လဲဟုတ်ပါတယ်ပြောလဲပြောချင်းစရာပဲဗီဒီယိုတစ်ပုတ်တင်ပြီးပါပျောက်သွားလားအကြာကြီးဖြစ်နေရဲ့နော်အဲ့တော့နောက်ထပ်တော့ကျမစတိုက်တင်ပေးနိုင်အောင်ကြိုးစားပါမယ်နော် sorry ပါနော်ဆိုတဲ့ခါကျတော့ကျမအခုကအခြေအနေနဲ့ပတ်သက်တဲ့အရာလေးကိုစပြီးကြည့်ပေးမယ်ကိုယ့်ရဲ့လက်ရှိအခြေအနေမှာပေါ့နော်အတားအဆီးတွေအခက်အခဲတွေများတယ်စိတ်ပင်ပန်းစရာတွေများတဲ့သူတွေအတွက်နော်ဘာကြောင့်ဒီလိုအခက်အခဲတွေဖြစ်နေရလဲဆိုတဲ့အကြောင်းရင်းကိုကျမကကြည့်ပေးမယ်နော်ဆဆဦးဆုံးကတ်ကဒီ Empress ကတ်ကြာလာတယ်တကယ်တော့ဒီ Empress ကတ်ဆိုတဲ့အဓိပ္ပာယ်ကပေါ့နော်ကတ်ရဲ့energy အရာတော့ဒီလက်ရှိအခြေအနေကကိုယ့်ရဲ့အခြေအနေမှာကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမကအခု reading လေးရပါတော့ကိုယ့်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပြဿနာကိုအဖြေရှာနေတာဖြစ်တဲ့အတွက်ဒီ Empress energy အရာတော့ဘယ်လိုသုံးသပ်ရမလဲဆိုရင်အမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေပဲเนาะဒါဒီ Empress ကလေမိခင်တဘာဝကိုရည်ညွှန်းတယ်အဲ့တော့Empress က energy ကကိုယ့်ရဲ့ချစ်သူပေါ်မှာကိုယ့်ရဲ့အိမ်အောင်ဘက်เนาะအခြေအိမ်အောင်ရဲ့အတူတူပဲเนาะကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ်မှာဒီ Empress energy ရလေတကယ်မိခင်စိတ်เนาะအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေเนาะဒါမိခင်ဆိုတဲ့နေရာမှာမိန်းကလေးတွေပဲပြောတာမဟုတ်ဘူးကိုယ့်ရဲ့မိခင်တဘာဝကပေါ့เนาะကိုကလေကိုယ့်ရဲ့အချစ်တွေကိုဖော်ပြတဲ့နေရာမှာကိုယ့်အတွက်ကိုတကယ်တော့စစ်ချင်းမြတ်တာကိုဖော်ပြတဲ့နေရာမှာလေကိုကအမြဲတမ်းပေးဆက်တဲ့ပုံစံမျိုးပဲဆိုရင်ဒါကလေမှားယွင်းနေတယ်တကယ်စစ်ချင်းမြတ်တာအစစ်အမှန်မှာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်အပေါ်မှာချစ်ချင်းမြတ်တာအပြည့်အဝပေးသလိုကိုလည်းချစ်တတ်ရမယ်เนาะအဲ့တော့ကိုယ့်ရဲ့လက်ရှိဒီ relationship မှာပေါ့เนาะအိမ်တော်ရေးအခြေရေးဆိုတဲ့ခဏတစ်ခုမှာပြဿနာတွေဖြစ်နေရခြင်းအကြောင်းရင်းတွေမှာဒီ Empress energy အရာပေါ့เนาะကိုချစ်ဖို့အတွက်မေ့နေတဲ့အရာလေးတွေပါတယ်အဲ့တော့ဥပမာပြောရမယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့သားသမီးเนาะကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ဘက်ဒီလိုမျိုးသူတွေကိုမှကိုကအနစ်နာခံပြီးတော့ချစ်တတ်တယ်ဆိုတာကလေကိုမချစ်တတ်ဘူးလို့လည်းအဓိပ္ပာယ်ကောက်လို့ရတယ်ဆိုတော့ပစ္စည်းတစ်ခုလိုချင်တယ်ဆိုရင်ကိုအတွက်ပေါ့နော်ဥပမာအလားအပါနဲ့ပတ်သက်တဲ့အသုံးဆောင်ပစ္စည်းတစ်ခုလိုချင်တယ်ဆိုရင်ဒါကိုအတွက်ကိုဦးစားပေးရမယ့်နေရာမှာဒီငွေလေးကိုငါချစ်တဲ့သူလေးအတွက်သုံးလိုက်မယ်ဆိုတဲ့အနစ်နာခံတဲ့စိတ်တကယ်တမ်းကျတော့မှားယွင်းနေရဲ့ကြာလာတဲ့အခါမှာဒါလေးတွေကပေါ့နော်ဘယ်လိုဖြစ်လဲဆိုရင်ဒါကျမတို့ဆိုသိကြမှာလူတော်တော်များကြုံမှုကြမှာပဲเนาะအိမ်အောင်ဒီမိသားစုဘဝတစ်ခုမှာဆိုရင်ပေါ့နော်ကိုယ့်ရဲ့မိခင်ကငါနင်တို့ငါအမြဲတမ်းဦးစားပေးနေရတာငါအတွက်ငါဆိုရင်အချိန်မရှိဘူးဒီလိုပုံစံမျိုးလေးတွေပြောတတ်ကြတာကိုကြုံမှုကြမှာပါเนาะကြားမှုကြမှာပါတကယ်တမ်းကျတော့မဟုတ်ဘူးဒီလားလူတွေကကိုချစ်တယ်ဆိုတဲ့အနေအမှာလေမိသားစုဘဝကိုထူထောင်လိုက်ပြီဆိုရင်ဒါအထူးသဖြင့်အမျိုးသမီးအဖြစ်များကြတယ်ပေါ့နော်ကိုရဲ့အိမ်အောင်ဘက်ကိုရဲ့ချစ်သူအပေါ်မှာအရာပေးဆက်တဲ့အရာအနစ်နာခံတဲ့အစားအသောက်စားရညမှာလည်းသူ့ဦးစားပေးတယ်ဒီလိုမျိုးလေးတွေမိခင်တဘာဝရဲ့နောက်ဆက်တွဲပေါ့နော်အဖြစ်ရလေးကြီးအဲ့လိုဖြစ်သွားကြတယ်ကိုကတခုခုဆိုသူတို့ကိုပဲဦးစားပေးခြင်းတယ်အဲ့လိုမျိုးအရာလေးတွေကဘယ်လိုဖြစ်လဲဆိုရင်ကိုချစ်ဖို့အတွက်ကိုလှအောင်နေဖို့เนาะအဲ့လိုမျိုးအရာလေးတွေကတဖြည်းဖြည်းနဲ့လေနောက်ဆုတ်သွားရင်းနဲ့သူတို့အတွက်ကိုပဲအရာပေးဆက်ရင်းနဲ့ကိုအတွက်ကိုအတွက်ကိုဆိုတာကိုပျောက်ဆုံးနေတယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်သွားတဲ့အခါမှာအချီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ရေးနဲ့ပတ်သက်တဲ့အခါကြာလာရင်ဒါလေးတွေကလည်းအဆိုင်ခဲဖြစ်သွားနိုင်တယ်ဟုတ်လားအဲ့အမှန်တော့ဘယ်သူကပေးဆက်ဖို့တောင်းဆိုနေလို့လဲเนาะအဲ့တော့ကိုယ်စိတ်နဲ့ကိုပေးဆက်တယ်ကိုအနစ်နာခံတယ်ပြီးတော့ဒီအနစ်နာခံရတဲ့အရာကိုတကယ်တမ်းစိတ်ထဲမှာကျေနပ်နေလားဆိုတော့လေမကျေနပ်ဘူးဘလို့အခြေအနေမျိုးမှာမကျေနပ်ဘူးလဲဆိုရင်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်အောင်ဘက်ကအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့ဗောနော်စကားများတဲ့အချိန်များဖြစ်ဗောနော်အဲ့လိုမျိုးအချိန်မျိုးဆိုရင်ကိုယ့်ဘက်ကနေဒီတိတ်ထဲထားတဲ့အဆိုင်အခဲလေးရလေစကားလုံးတွေဖြစ်ထွက်လာတဲ့အခါကျတော့တကယ်တမ်းကိုယ်စိတ်ထဲမှာကျေနပ်နေတာမျိုးမဟုတ်ဘူးဗောနော်ကျွန်မပြောတာနားလည်လားမသိအဲ့တော့ဒီ Empress က energy ကမိသားစုကိုချစ်ပါကိုချစ်သူကိုအိမ်အောင်ဘက်ကိုချစ်ပါကိုလည်းချစ်ပါလှအောင်နေပါဒီလိုပုံစံမျိုးလေးပြောချင်တာပေါ့နော်အဲ့လိုမျိုးအနေအထားမျိုးရှိတယ်ဆိုတော့ဒုတိယတကက်အနေနဲ့ဒီမှာ8 of sweat energy အရာပေါ့နော်ဒီမှာကိုယ့်ရဲ့အခြေရေးကိုယ့်ရဲ့မိသားစုရဲ့အိမ်တော်ရေးအခြေရေးဆိုတဲ့ခဏတစ်ခုမှာကိုပိတ်လောင်ထားတယ်တဲ့နော်ဟုတ်လားနော်ဒီ Empress energy ကနော်ကျွန်မကချိတ်ဆက်ပြပြောရမယ်ဆိုရင်တခြားသူတွေကိုဦးစားပေးရင်းနဲ့ကိုဖြစ်ချင်တဲ့ဆန္ဒတွေပျောက်ဆုံးနေတယ်ကိုယ့်ရဲ့အလှအပတွေနောက်တစ်ခါကိုဖြစ်ချင်တဲ့အရာလေးတွေကိုတဖြည်းဖြည်းနဲ့နောက်ဆုတ်ရင်းနဲ့ကိုဘဝကလမ်းပြောက်တယ်လို့ခံစားရမယ်ကိုယ့်ရဲ့လက်ရှိဘဝတစ်ခုမှာတခြားသူတွေရဲ့
ရဲ့ဘဝကပို့အရေးကြီးနေရဲ့ကိုကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကလေတေးဝါရဲ့ပေါ့နော်အဲ့လိုပုံစံမျိုးတွေဖြစ်နေလိမ့်မယ်နော်အဲ့တော့ကိုအခုအချိန်မှာကိုယ့်ရဲ့အခြေအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကဏ္ဍတစ်ခုမှာဆိုရင်တဲ့ကိုပျော်ရွှင်ဖို့အတွက်ကိုလည်းပြန်ပြီးတော့ကြည့်ပေးပါနော်ဒါလေးလည်းအရေးကြီးပါရဲ့နော်ကတ်တရားဆက်နေရနော်ဒီမှာနောက်တကယ် King of Pentacles အဲ့တော့ King of Pentacles energy အရာကလေအမှန်ပြောမယ်ဆိုရင်အခုလက်ရှိ reading လေးကလေကောင်းတယ်လို့ပြောလို့ရပြီမဲ့ကျမကပြဿနာရှာနေရဆိုပြဿနာတွေအကြောင်းအရင်းထဲမှာလေဒီ King of Pentacles ကပြဿနာတစ်ခုဖြစ်သွားတယ်ဆိုတော့ဘယ်လိုပြဿနာမျိုးလဲဆိုရင်လေဒီကတ်တရားလေသူ့အလိုလိုအရာအလုံးကချိတ်ဆက်နေရသေးလားဆိုတော့ကိုကလေကိုယ့်ရဲ့ဖြစ်တည်မှုကိုပျောက်ဆုံးနေရင်းနဲ့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုပဲကိုကအဓိက supporting ပေးနေရပေါ့နော်နောက်ွယ်ကနေပြီးတော့ဒါအိမ်တော်ရှင်မတွေဆိုရင်လေကျမကဒီအခု reading လေးကလေမျိုးသမီးတွေနဲ့အဓိကသက်ဆိုင်နိုင်မယ်လို့ထင်တယ်နော်မျိုးသမီးတွေကြည်တာများလိမ့်မယ်ထင်တယ်နောက်ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုကအနောက်ွယ်ကနေပြီးတော့ supporting အပြည့်အဝပေးနေရင်းနဲ့ကိုတော့လှဖို့တော့မနေဘူးမေ့နေတယ်ဒီလိုမျိုးသမီးလေးတွေကလေကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုသူ့ရဲ့လုပ်ငန်းကိုင်ငန်းတွေအဆင်ပြေအောင်အစသဖြင့်ပေါ့နော်ကိုကအနောက်ွယ်ကနေအမျိုးမျိုးအထောက်ပံ့ပေးနေပြီမဲ့သူကတောက်ပလင်းလက်လာတဲ့အခါမှာနော်အရာအဆင်ပြေလာစီးပွားရေးတွေအဆင်ပြေလာတဲ့အခါမှာသူ့ကိုယ်သူမာမာနာတွေတက်သွားပြီးတော့ပေါ့နော်ကိုမလေးမစားလုပ်လာတာမျိုးဒီလိုမျိုးပြဿနာလေးတွေလည်းကြုံရနိုင်ပါတယ်တဲ့နော်အခုကိုရဲ့လက်ရှိဖြစ်နေတဲ့ပြဿနာတွေမှာလူမျိုးအရာလေးလည်းရှိလာတယ်ပေါ့နော်ကိုချစ်သူကိုအရာနောက်ခွေကနေပြီးအထောက်ပံ့ကောင်းတစ်ခုအနေနဲ့ရှိနေပြီးခဲ့တဲ့အချိန်မှာသူကအရာအဆင်ပြေလာတယ်အဆင်ပြေလာတဲ့အချိန်မှာကိုယ့်ရဲ့ကျေးဇူးတရားကိုသူ့ဘက်ကနေပြီးမေးလျော်လာတဲ့အပိုင်းလေးတွေသူ့ကိုယ်သူ proud ဖြစ်တယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးလည်းရှိနေတဲ့အချက်ကိုကျွန်မသွားပြီးတွေ့ရတယ်။ Now Pentacles energy အရာပေါ့နော်ကိုကအခုအချိန်မှာအထူးသဖြင့်ပေါ့နော်ဒါအိမ်တော်တဲ့အနေနဲ့ပြောရမယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ဒီလက်ရှိအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ငွေကြေးခန္ဓာလဲငွေကြေးစီးပွားရေးခန္ဓာလဲထိုက်တဲ့လောက်ပြည့်စုံနေပြီဆိုတဲ့အနေအထားမျိုးကပြတယ်ဆိုတော့အခုအချိန်မှာကိုယ့်ဘက်ကနေလဲပေးဆက်တဲ့လောက်ပေးဆက်ပြီးသွားပြီနော်ကိုပြန်ကြည့်နော်အလှအောင်နေမယ်ကိုပြောင်းနေမယ်ဒီလိုပုံစံမျိုးလေးတွေနဲ့ဘဝကိုရှေ့ဆက်ဖို့အတွက်ဒီကလမ်းညွှန်ပေးနေတယ်နော်ဒီမှာသက်ဆိုင်ကလည်းကြာထားတယ်တွေ့လားနော်အဲ့တော့အခုဘက်ကနေပြီးတော့ကိုဘဝကိုအခုချိန်မှာပြန်ပြီးတော့ရှာဖွေဖို့အတွက်ကိုအချိန်ရောက်နေပြီနော်ကိုအဓိကပေါ့နော်ကိုတန်ဖိုးထားပြီးတော့ချစ်တတ်မှတခြားသူတွေကလည်းကိုတန်ဖိုးနားလည်မှာဟုတ်လားအဲ့တော့ကိုမှမချစ်တဲ့ရင်တခြားသူတွေကကိုဘလို့ချစ်မှာလဲเนาะအဲ့တော့အဓိကမှားယွင်းနေတဲ့အချက်တစ်ခုကသူများတွေအတွက်ပဲအချိန်ကုန်မနေဘဲနဲ့အခုချိန်ကစပြီးတော့ကိုဘဝရဲ့ကိုတကယ်ဖြစ်ချင်တာပါလဲကိုလို့ချင်တဲ့အလုပ်လေးရှိရင်လုပ်ပလိုက်เนาะမိသားစုဘဝတစ်ခုဆိုတဲ့နေရာမှာမိသားစုအတွက်ကိုပဲအချိန်ဖြုံးမနေဘဲနဲ့ကိုပြန်ရှာပါကိုလို့ချင်တဲ့အလုပ်လေးရှိရဆိုရင်လုပ်လို့ရတယ်ဝါသနာပိုင်းအလုပ်လေးရှာပြီးလုပ်ပါလူဆိုအားကလေကိုဝင်ငွေနဲ့ကိုရှိနေတယ်ပြီးတော့ကိုလို့ချင်တဲ့အရာလေးတွေကိုလုပ်နေရတယ်ဆိုရင်အချိန်မှလေအလှပဆုံးနဲ့အတောက်ပါဆုံးပဲအဲ့တော့ကိုအဓိကချစ်ပေးဖို့ဒီကတ်တွေကလမ်းညွှန်ပေးနေပါတယ်เนาะပြဿနာရဲ့အကြောင်းရင်းကတော့ဒါပါပဲ